မမင်္ဂလာပါရှင် B5 Academy တင်တန်းကျောင်းမှနေကြိုဆိုလိုက်ပါတယ်ရှင်ဆိုတော့ဒီနေ့တင်တန်းသားတွေပေါ့နော်နှိပ်ကက်လေးတွေပြတ်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးလိုက်ကြည့်ပေးပါဦးရှင်အားပါတော့ဆိုကြတော့အကျန်းကွက်ကိုတော့နှိပ်ပြီးမယ်ပေါ့နော်ခေါင်းမလျှော်ခင်မှာဘယ်လိုနှိပ်ရည်တွေတစ်ချက်ပြပေးမယ်နော်ကဲအခုကတော့6ခွက်နှိပ်ပြီးသွားပြီဆိုတော့ခေါင်းလျှော်တာရောအဆူခွက်နှိပ်တာရောတစ်ခါနှိပ်ပြပေးသွားမယ်နော်ခေါင်းမလျှော်ခင်မှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်စပင်လေးကိုဒီလိုလေးနည်းနည်းလေးဖွာပေးပေါ့နော်ပြီးရေလောင်းပါမယ်ရေလောင်းလို့ရှိရင်လည်းဥယျာဉ်ပေါ့နော်ဒီလိုတိုက်ရိုက်မထိပဲလေပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီလိုဆန်ဖျားလေးကနေအရင်ဆုံးစလောင်းလေးပါနော်ဒီလိုမှပြီးရင်ဒီလိုပေါ့နော်ဒါကတော့ရှမ်ပူထည့်ရပါတော့ယောက်ျားလေးကောင်းဆိုလို့ရှိရင်ဘယ်လောက်သုံးရမလဲဆိုတာပြပေးမယ်နော်ဒီလောက်သုံးတော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်အရင်များဝိုင်းလေစိတ်မကောင်းပေါ့နော်ပြပေးမယ်နော်ရှမ်ပူရင်တော့ဓာတ်ရိုက်ဥကြီးကိုဒီလိုလုံးဝမထိပဲနဲ့နည်းနည်းလေးချင်းရင်ရှမ်ပူလေးကိုပို့ပေးပေါ့နော်ပြီးရင်ဒီလိုလေးနှံအောင်လို့ခေါင်းကိုရှမ်ပူလေးတွေအမြုပ်လေးထားအောင်ပေါ့နော်ပြီးရင်ရေလေးကိုနည်းနည်းလေးဖြန်းလေးပေါ့နော်ပြီးရင်ရှမ်ပူအနှက်ခေါင်းတစ်ခေါင်းလုံးပုတ်ပေးပေါ့နော်အရင်ဆုံးမကုတ်သေးနဲ့ပေါ့နော်ကဲရှမ်ပူနဲ့ဝါးရီဆိုလို့ရှိရင်စကုတ်ပါမယ်ဒီထိတ်ကနေဒီမျိုးစကုတ်မယ်ပေါ့နော်အဲ့လိုစကုတ်တဲ့အချိန်မှာလည်းခါဓာတ်ရိုက်အရင်မကုတ်ပဲနဲ့ဧည့်သည်ကိုကုတ်တာနိုင်ပြောလို့ဆိုတဲ့ဟာလေးခါရေးပါထည့်ပြောပြီနော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်ဒီနော်အဲ့ဒါနော်လုံးဝခေါင်းမနှိပ်သေးပဲခေါင်းနှံ့အောင်ကုတ်ပြီးပေါ့နော်ဒါမှဧည့်သည်လည်းခေါင်းရပြေမှာပေါ့နော်ပြီးရင်ခေါင်းလေးထောင်ပြီးတော့ဒီလိုလေးအနှံ့ကုတ်ပေးတာပြီးခေါင်းကြည့်ရမယ်စမ်းနေကြမယ်နော်ဒါကြတော့ရှမ်ပူမှာထည့်ထားပြီးတော့ပေါ့နော်နှိပ်ပြတဲ့အကွက်လေးပေါ့နော်ကဲအခုကတော့ပုံလေးတွေ့မှုရပေါ့နော်အခုလိုဘာသာဆုံးသင်တန်းလေးတက်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်Sudo B5 Academy မှာလာအပ်ဖို့အတွက်အနည်းဆုံးဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Goodbye